နာလန္ဒာတက္ကသိုလ်ကျောင်းကြီးတဲ့ရောက်ခဲ့ရင်ဝမ်းနေတဲ့စိတ်ခံစားမှုဖြစ်ခဲ့ကြဘူးလားဦးစင်းကတော့ဝမ်းနေမှုထက်နှမျောတတ်မှုပိုဖြစ်မိတယ်ဘာလို့လဲဆိုတော့1193ခုနှစ်မှာဗက်တီယာခီချီဦးဆောင်တဲ့စစ်တပ်ကဒီကျောင်းတော်ကြီးကိုဝင်ရောက်ဖျက်ဆီးခဲ့တယ်ကျောင်းသားတွေနဲ့ဆရာတော်တွေကိုရရဆက်ဆက်တပ်ဖြတ်ခဲ့တယ်ပေါ့နော်အဆိုးဆုံးကဓမ္မကန်လို့ခေါ်တဲ့ကိုးရရှိတဲ့စာကြည့်တိုက်ကြီးဒီနာလန္ဒာထဲမှာရှိခဲ့တာအဲ့ဒီစာကြည့်တိုက်ကြီးကိုမီးရှို့အား6လတီတီပြေမှအဲ့မီးကငိမ့်နေတဲ့အဲ့တော့ကမ္ဘာအဖိုးတန်ဗုဒ္ဓကျမ်းစာတွေနဲ့စေပညာတွေကိုပြဖြစ်ပြောင်းလဲခဲ့တဲ့နေရာကဒီနာလန္ဒာတက္ကသိုလ်တက္ကသိုလ်နေရာပါပဲဒီအုတ်ခဲတွေမှာညိုမဲဆွဲနေတာကတကယ်တမန်ရဲ့တန်ရာ6လတိုင်မီးရှို့ဖြစ်စည်းခံရတဲ့မီးခိုးအငွေသက်တွေပါပဲအဲ့ဒါကြောင့်မလို့နှမျောမိပါပဲ